ပြီဝဲစီဒီကမှာမင်းနဲ့ဖားရုခဲစားအရာကမင်းနဲ့အလားမှားကရွှေတော်ဝေတော်ဝုတ်ပြောင်းလို့ပါမောင်ရှောင်းလုံးအပေါ်တပေါင်းမှာရွှေလုံးမဆုံးပြောင်းပြောလို့ရာတော်လုံးသာဝိုင်းဝဲကူညီဆောင်ရောပနာအလူဝင်းဒီစီကလိုက်စောရွှေမျိုးမိတ်တာဆုံးလောင်းစောရွှေဝါရောင်မြတ်တော်ပဲဘူကရွှေဝါရောင်မြတ်တော်ပဲဘူကအမောင်တော်မှာထဲတော်ပါလူအဘာကတပိတ်ကိုတွေဗုဒ္ဓသာသနာအမွေရှောင်းသားမနေွယ်အောင်ဆုံးရဲ့လွေပါလို့အပြိုအရှိမကျဲမှာသက်သာဘုံမောင်းကြည့်လို့ရာ